Hello ကျွန်တော်ပြောမယ်ဆိုရင်ဒါထိတ်လန့်စရာတရင်တစ်ပုဒ်ကိုဒီနေ့နေ့လေကျွန်တော်ပြောမယ်ဆိုရင်တော့တွေးလိုက်တယ်ဗျထိတ်လန့်စရာဘာလဲဆိုတော့ကျွန်တော်လီဗာပူးတင်းရဲ့မိမြကြီးအာနစ်လော့ကိုပြောမယ်ဆိုရင်ထုတ်တော်မယ်လို့အတင်းထွက်လာဟာကျွန်တော်လန့်တော့တာဟုတ်တယ်မလားချက်ချင်းလန့်တော့မျိုးလုံးတွေပြူပြူအဲ့ချင်းမှုဖြစ်ကျွန်တော်ဒီလေမွန်နဲ့ကြားတွေကကျွန်တော်ငကုံးမှအေးရတဲ့ကြားတွေဗျဖြားချင်းနေအောင်ဖြစ်တော့တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လီဗာပူးနီးပြကြီးထုတ်တော်မယ်ဆိုတော့ဟာအရန်အနေကျွန်တော်ကြည့်ဟာဒါမျိုးကတော့ကျွန်တော်လုံးဝမဆိုဒီလား emergency အရန်အရေးပေါ်လို့ကျွန်တော်ထင်တယ်အထူးပြီးတော့ Manchester City အတွက်ကတော့ဒီတရင်ဟာတကြီးတော့အရေးပေါ်တရင်တစ်ခုပဲဗျ Manchester City ပြည့်တဲ့တွေကတော့ trauma တစ်ခုလိုတော့မင်းနဲ့ဖြစ်နေပြီဘာလို့ဆိုတော့ Arne Slot ကိုထုတ်တာမဟုတ်ဗျ Arne Slot ကိုလည်းပြောမယ်ဆိုရင်ထုတ်တာကိုစိတ်ဝင်စားဘူးဒါပေမဲ့မထုတ်စေချင်တဲ့ဘိုင်းကိုကျွန်တော်ပြောပြနေတာ trauma ရမိတယ် trauma လေကျွန်တော်ဒီ2020ရောက်အစပိုင်းမှာချက်စီတင်းနီးပြအန်ဆိုမာစကားကိုထုတ်လိုက်တယ်ထုတ်တဲ့ချိန်မှာကျွန်တော်ထုတ်ပြီးရဲ့နောက်တွေ့ရမယ့်ပွဲကကျွန်တော်ပြောမယ်ဆိုရင် Manchester City နဲ့တွေ့မှာဖြစ်ချင်တော့အဲ့နေညပွဲက City ဟာကျွန်တော်ထင်ပြီးသားနီးပြအတစ်ပြောမယ်ဆိုရင်နီးပြအတစ်တယောက်ကိုခန့်လိုက်ပြီးဆိုရင်ဂါမတွေကစိတ်တည်းကတော့ reflect ဖြစ်ပြီးတော့ပြန်လန်းဆန်းပြီးတော့ပြောမယ်ဆိုရင်ကစားကြတာဆိုတော့အဲ့နေညဘာပြီးတော့ကျွန်တော်နီးပြအတစ်နဲ့ရင်ဆိုင်ရမယ့်ဖက်တင်နီးပြကလည်းပြောမယ်ဆိုရင်နီးစနစ်တွေကပြောမယ်ဆိုရင်ဘယ်လိုလာမလဲဆိုမသိဘူးဟုတ်လားမလားအားကြောင့်မို့ City နဲ့ကျွန်တော်ချက်စီနဲ့ပွဲမှာဆိုရင်ကျွန်တော်ထင်းပြီးတာပဲ Man City ဝဲလေပလာတာရိုက်တယ်ဘလို့မှချက်စီကိုကျွန်တော်ဂုံးရှူနိုင်နောက် BB ကနေလေးမှာကျွန်တော်ပြောမယ်ဆိုရင်အမှန်ဆုံးရှုံးသွားတယ်ဟာသွားပါပြီကျွန်တော်ထင်းပြီးတာတိလားထင်းပြီးတာပဲကျွန်တော်နောက်ပြီးကျွန်တော်တိလားအဲ့ရပြီးတော့ပြောမယ်ဆိုရင်ချက်စီပြီးတော့ဘယ်တင်းလဲတော့ဟော Man U ဗျဟုတ်တယ်မလား Man U လာမလားမသိဘူးဟုတ်တယ်အချင်းမှာချက်စီကပြီးရ trauma ရနေမိပြီးတော့ဒီ Man U နီးပြကိုထုတ်လိုက်တဲ့ကျွန်တော်ဆိုရင်တော့အခုပဲအမိုးလုံးထုတ်လိုက်တယ်တေးကြပြီကျွန်တော်ငါတို့ Man U နဲ့တွေ့မယ်ဆိုရင်လည်းအရန်အနေကြည့်ဦးမှာပဲလို့ထင်းပြီးတော့တကယ်ကိုပို့စုပတ်စုအနေကြည့်လို့ပါပဲဘလို့မှကျွန်တော်တို့တွေပြောမယ်ဆိုရင်ဒီတိုင်းအခုပဲအမိုးတွေနဲ့ကျွန်တော်ခိုင်းတခြားပေါ့အဲ့ပွဲက Manchester Derby ရဲ့ Old Trafford ပွဲမှာ Man City ကနိုင်ဖို့ကချန့်ရှိတယ်ဒါပေမဲ့ market ကောက်တဲ့မှာဆိုရင်ဘလို့မှကျွန်တော်တို့သူ့ရဲ့ quite ကောင်တွေကစားမှုတွေက Man City ရဲ့ငကိုးမှနောက်တန်းကပြောမယ်ဆိုရင်ဒီဂီလာနာကိုရောက်သွားတဲ့ကောင်တွေများနာဆိုလေဟုတ်တယ်မလားအဲ့တော့ဂီလာနာရောက်သွားတဲ့ကောင်တွေများနာဆိုတော့ဘလို့မှ Man City ကမထိနိုင်ဘူးပြောမယ်ဆိုရင်ကလေးတွေရောအကုန်လုံးမျိုးစုံကြိုးခုံတဲ့ပွဲကြီးဖြစ်သွားတာဗျာပတ်ဆက်တော့ကျွန်တော်တို့ဂိုးတွေပြောမယ်ဆိုရင်တော့ကျွန်တော်ဒိုနာရာမာကယ်မှုနဲ့ကျွန်တော်တို့ဟိုဘက်ကလူဂျွန်တွေဖြစ်နေလို့လားကျွန်တော်တို့ဂိုးတွေမပြတ်တာဗျာtrauma မိသွားတဲ့ထားမျိုးနှစ်ပွဲဆက်တက်ဖြစ်သွားပြီပြီးတော့ channel မှာလည်းဆက်တက်ရှုံးနေအခုလာပြန်အောင်မယ်ကျွန်တော်ဒါလီဗာပူးနီးပြရဲ့ analyst လောက်ထုတ်လို့မယ်ဆိုတဲ့တင်းတွေကမလုပ်ပါနဲ့ကျွန်တော်ပြောမှဆိုရင်မလုပ်ပါနဲ့တောင်းမှပါနဲ့မထုတ်ပါနဲ့ဘူးเนาะဒီကနေပြီးတော့ကျွန်တော်လီဗာပူးရဲ့ကျွန်တော်တို့ဘုတ်ဖွဲ့ကို Richard လို့လာအဲ့ကောင်တွေကိုတောင်းမှန်တယ်မထုတ်ပါနဲ့ဘူးပြောမှဆိုရင်တော့ဖေဝါရီကိုရဲ့ Manchester City နဲ့ပွဲပြီးမှခင်ဗျားတို့တဘောเนาะခင်ဗျားတို့တဘောပါအဲ့ဒါတဘောပါရောနေဒီနေ့မြတ်ရက်ခံကျမ်းပါတယ်မထုတ်ပါနဲ့ Arnes Law ကိုမထုတ်ပါနဲ့ဖြစ်နိုင်ရင်တရားလောက်အချိန်ပေးပါအခုတလာတဲ့နေ Arnes Law ကိုသူတို့ယာရီကုံရောနီးပြကြီး Arnes Law ထွက်မယ်လို့ပြောထားတယ်ဗျာဒါပေမဲ့ချက်ချင်းကြီးရောမထုတ်ပါစေနဲ့တော့စူတောင်းကျင်းပါတယ်ဗျာထုတ်လိုက်မယ်ဆိုရင်အရင်ဆုံးတိုင်မှာ Man City ပဲဗျာနောက်လာမဲ့နောက်ဘယ်လိုပဲဘယ်နီးပြခိုင်ဗျာ Man City ကမယ်ပြောမယ်ဆိုရင်ဆရာပတ်တို့ဆိုတာနီးစနစ်ဆရာစတိုင်နေဆိုတော့သူကပါလာရိုက်နေတဲ့စတိုင်နေဆိုတော့ဘလို့မှကျွန်တော်တို့အဆင်မပြေနိုင်ဘူးဗျာဒါပေမဲ့ trauma တွေပြေးမိနေတယ်ဒါကြောင့်မို့တော့ဘုတ်ဖွဲတွေကိုကျွန်တော်ဒီညနေပြီးတော့မေတ္တာရက်ခံချင်တာက Arnes Law ကိုမထုတ်ပါနဲ့အောင်လို့တောင်းမှန်စကားဆိုချင်ပါတယ်ခင်ဗျာဘာဖြစ်တော့ကျွန်တော်ဒါ Arnes Law မထုတ်ဖို့ရေးဒိုရေးဆိုပြီးတော့ Man City ဖန်ကြီးဝိုင်းပြီးတော့ကျွန်တော်တို့စူးစမ်းမယ့်အနေအထားမျိုးကိုရှိနေပါတယ် Arnes Law မထုတ်ဖို့ရေးဟာကျွန်တော်တို့ Man City ဖန်ကြီးအရေးပါ